ငယ်ဘဝမှာ refrain လုပ်တဲ့ story ဆိုလှိုင်းရဲ့ဘဝမှာလည်းရှိခဲ့ဘူးတယ်။ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်။လှိုင်းရဲ့ငယ်ဘဝမှာဆိုရင်လှိုင်းတာနဲ့မပြီးဘူးပေါ့နော်။မပြီးတဲ့အခါမှာစကားပြောဖို့လူရှိမှာဆိုလို့ရှိရင်တာမန်ချက်ဒီစိုးထိတ်တဲ့ဟာရှိတယ်။အခုလိုမျိုးဗီဒီယိုရိုက်တယ်ဆိုရင်တော့ဒါတချို့ကတော့အထင်လေးမယ်ပေါ့နော်ဒါရိုက်နေရပါဒီလိုမတိုင်ခင်မှာလှိုင်းရဲ့အဲ့ဒီပတ်တန်စဉ်းစားနေကြပတ်တန်ရေးရှိတယ်ဒီလိုမဖြစ်ခင်မှာပေါ့နော်တခါလေးကျရင်လူကြားတဲ့စကားပြောခံနေမနေတတိမွေးပြီးမှပြောရတဲ့အချိန်ကြီးရှိခဲ့ဘူးတယ်ဆိုတဲ့ခါကျတော့အဲ့လိုအရာတွေအားလုံးကိုလှိုင်းရ break လုပ်ဖို့အတွက်ကကြတော့အဲ့ဒီအရာကိုလှိုင်းရပြောင်းလဲဖို့အတွက်ကကြတော့လှိုင်းရဲ့ဒီလိုမျိုးလူရှိသူရှိမှစကားပြောတယ်ဗီဒီယိုရိုက်ပြီးစကားပြောတဲ့အချိန်မှာလှိုင်းရဲ့စိတ်ထဲမှာဘယ်လိုစဉ်းစားလဲလှိုင်းရဲ့အုံနောက်ထဲမှာစဉ်းစားနေတဲ့ပတ်တန်တစ်ခုကိုလှိုင်းရတတိထားပြီးတော့မှအဲ့ဒီပတ်တန်မှာဖြစ်တဲ့အဓိက source ကိုပြန်ရှာလိုက် story တစ်ခုရှိခဲ့တယ်ငယ်ဘဝမှာပေါ့နော်တာနဲ့မပြီးတဲ့အတွက် line ကြားထဲမှာဒီရှက်ရတယ်ဆိုတဲ့ဟာမျိုးကိုစိတ်ထဲမှာခံစားခဲ့ရတယ်အမှန်တကယ်ဒါအဲ့လောက်ကြီး serious ကြီးဖြစ်ချင်မှလည်းဖြစ်မှာလူတိုင်းအတွက်လည်းဟုတ်ချင်မှာဟုတ်တယ်သို့တော့တစ်ခါတလေဖြစ်ခဲ့တယ်အဲ့ဒီအချိန်မှာကိုယ့်ရဲ့ဒီငယ်ဘဝရဲ့ feelings တစ်ခုပါဖြစ်လာဆိုတော့ line story ကိုပြန်ပြောင်းလိုက်တယ် okay ခုချိန်မှာတာနဲ့မပြီးတဲ့သူတွေရှိလားရှိပြီးတော့မှစကားပြောကောင်းနေတဲ့သူရောရှိလား public speaker ရောရှိလားမရှိစာသင်ပေးနေတဲ့သူတွေတကယ် educator တွေမှာရောရှိလားကိုဖြစ်ချင်တဲ့ပန်းနိုင်ကိုရောက်နေပြီးသားလူတွေရောဒီလိုမျိုးတာနဲ့မပေးရတဲ့သူရှိတယ်ဒါဆိုရင်ငါဘာဖြစ်လို့ဒီအရာအတွက်ငါနောက်ဆုံးနေမှာလဲပေါ့နော်အဲ့လို live story တခုပြောင်းလိုက်တာပြောင်းလိုက်တဲ့အချိန်မှာတော်တော်လေးကိုအပြောင်းလဲဖြစ်တယ်အခုလိုမျိုး live video ရိုက်နိုင်တဲ့အထိကိုပြောင်းလဲသွားတယ်ဆိုတော့ line တို့ဒီ talk code လို့ခေါ်တယ်ပေါ့နော် line တို့စဉ်းစားတဲ့ code တွေရှိရယ် belief system တွေရှိရယ်ဒါတွေကို line တို့တေချာနားလည်ပြီးတော့မှပြောင်းလဲဖို့လိုတယ်လိုအပ်ရင်ပေါ့ line တို့လိုချင်တဲ့အရာရဖို့တက်ဆိုရင်ပြောင်းလဲဖို့လိုတယ်အဲ့ဒီပြောင်းလဲဖို့အတွက် line ရဲ့ story ကိုပြန်ပြောင်းဖို့လိုတယ်ဆိုတော့ဒီ video လေးကနေပြီးတော့ကိုယ်တိုင်ကရောဒီလိုမျိုးပတ်တန်တွေကိုတတိထားမိလားဘယ်အချိန်မှာဘယ်လိုစဉ်းစားမိလဲနောက်တစ်ခုအနေနဲ့ဆိုရင်ကိုယ့်ရဲ့ငယ်ဘဝ stories တွေရှိခဲ့ဘူးတယ်ဒါကြောင့်မလို့တစ်ခုခုလုပ်ဖို့အတွက်တိုးဆုံးနေရမျိုးရှိတယ်ဒါဆိုရင် comment လေးမှာမျှဝေပေးခဲ့ပါအောင် line နဲ့နောက်ထပ် video မှာထပ်တွေ့ပါမယ်